မင်းခုနေတဲ့ဘဝကိုမကျေနပ်ဘူးဆိုရင်မင်းအပြစ်မဟုတ်ဘူးလို့ထင်နေလားတကယ်တော့မင်းမသိပဲနေတိုင်းလုပ်နေတဲ့ habit တချို့ကမင်းဘဝကိုတိတ်တိတ်လေးဖျက်နေပါတယ်ဒီဗီဒီယိုမှာမင်းဘဝကိုနောက်ပြန်ဆွဲနေတဲ့ habit 9 ခုကိုပြောပြမယ် overthinking အတွေးလွန်ခြင်းမင်းအတွေးများလွန်းတာက problem ကို solve မလုပ်ပေးဘူးဒါကမင်းကိုပိုပြီး stress ဖြစ်စေတယ် action မလုပ်ဘဲအတွေးထဲမှာပဲ start ဖြစ်နေမယ် comparing yourself to others social media ကြည့်ပြီးသူကောင်းတယ်ငါမကောင်းဘူးလို့ထင်နေတာမင်း confidence ကိုတိတ်တိတ်လေးဖြတ်နေတယ်မင်း race ကိုမင်းပဲ run လုပ်နေတာ procrastination နောက်ပြန်ရွှေ့ခြင်းမနှက်ဖြန်လုပ်မယ်ဒီစကားကမင်းအိမ်မက်တွေကိုအ ਨੇ ကျင့်တတ်နေတယ်အောင်မြင်သူတွေက perfect moment ကိုမဆောင်ဘူး start လုပ်လိုက်တာပဲ negative self talk ငါမရဘူးငါမတန်ဘူးဒီလိုစကားတွေကမင်း brain ကို programming လုပ်နေတယ်မင်းကိုမင်းပြောတဲ့စကားတွေကမင်း future ဖြစ်လာမယ်ဒီစာစားအတွက် prompt photo ထုတ်ပေး seeking validation လူတွေ like ပေးမှလူတွေ approve လုပ်မှဒီလိုနဲ့မင်းဘဝကိုအခြားလူတွေအပေါ်ပေးထားတယ် real power ကမင်းကိုမင်းယုံကြည်တာပါ no clear goal goal မရှိတဲ့ဘဝကဖြစ်မရှိတဲ့ကားလိုပဲဘယ်ကိုသွားနေမှန်းမသိဘူးနောက်ဆုံးမှာတော့အချိန်ပြတ်သွားမယ် staying in comfort zone comfort zone ထဲမှာနေချင်တာ normal ပါဒါပေမဲ့ growth မရှိဘူးကြောက်နေတာတွေထဲမှာပဲမင်းအောင်မြင်မှုရှိတယ်မင်းဘဝကိုဖျက်နေတဲ့အရာတွေကအပြင်ကမဟုတ်ဘူးမင်းအတွင်းကပါဒီ habit တွေထဲကတစ်ခုခုကိုဒီနေ့ကစပြီးပြောင်းလိုက်နိုင်ရင်မင်းဘဝလည်းပြောင်းလဲလာမယ်ဒီလို content တွေကြိုက်ရင် mindset cave ကို subscribe လုပ်ထားပါ